ဆရာရော့ရော့နဲ့ဘာပေးနေရအောင်ဆရာရဲ့မင်းတိုင်းမညာသမီးတိုင်းမညာသမီးနေမသိဘူးဆရာရော့ရော့ဆိုတပည့်ကဘာပေးလို့ပေးမှန်းမသိဘူး သိချလိုက်မဲ့ ဟုတ်ကဲ့ဆရာနော်အေးအဲ့လောက်မှကောင်းပါမလေးဆရာရဲ့အောက်လိုက်တာဆရာရဲ့တေကုန်တော့မှာပဲဆရာရဲ့လာဆရာလောသွားလို့ဆရာလောသွားလို့ဟုတ်ကဲ့ဆရာနော်သိချလိုက်မဲ့ ဟုတ်ကဲ့ဆရာလိုက်ကြည့်ရတော့ဆရာရဲ့ဟုတ်ပါလေ sorry ဖိုင်ဒီကိုမတဲ့ မလေးမိုက်တယ်ဆရာရဲ့တော့ အကွက်ရွှေ့မယ် အကွက် okay တော့ဆရာဟာနေအောင်ဆရာဘယ်တော့တန်းနေနဲ့ဆက်တင်မယုံလေ ဟိုတိုင်းမညာဆောက်ရေးမကြည့်ဘူးလားတော့မတင်ဟာမလွတ်သွားမယ်လာမြင်လားညီမလေးကိုခေါ်နေညီမလေးရဲ့ဒါနဲ့ညီမလေးကဘေးရလေစကားလေးပြန်မပြောဘူး ဆရာသူ့ပုံစံကြည့်ရတာညီမလိုမျိုးမထင်နိုင်ဘူးနဲ့ဆရာ အေးဟုတ်တယ်ပေါ့ဆရာကြည့်လိုက် ဟာဆရာလည်းဆရာပဲနိုင်ငံသားပြန်ဆိုဆရာဘာသာစကားတတ်တယ်ဆိုဆရာပြောလေဆရာရဲ့ ဟိုဆရာတက်တော့မတက်တော့လေးမှုတ်ကြည့်လိုက်မယ် မှုတ်ကြည့်လိုက်ဆရာ တရုတ်ကိုကြည့်ရတာတရုတ်လားမသိတရုတ်ဖြစ်နိုင်တယ်ကွာ ဟုတ်တော့တယ်ဆရာပြောဆရာ ဆောင်းကြမှာကြောင်းစင်းကြမှာည ဘာမဟုတ်ဘူးလေဆရာရဲ့တယောက်လည်းမဟုတ်ဘူးဆရာမရှင်မိုးနေပါညနာ တရုတ်လွင်နားမလဲ ဟုတ်တယ်ဆရာဆရာဂျပန်လိုဆရာပြောဆရာဂျပန်လိုမောက်ဆရာဂျပန်လိုမောက်ဆရာသူ မှုတ်ပါ မောက်ဆရာဘာဂျပန်လည်းမဟုတ်ပြန်ဘူးဆရာသူ့ပုံစံဒီတိုင်းပဲဆရာရဲ့ဆရာအိန္ဒိယလိုဆရာပြောကြည့်လိုက်ဆရာ အိန္ဒိယဖြစ်နိုင်ရနော် ဟုတ်တယ်ဆရာသူ့ပုံစံဖြစ်နိုင်တယ်ဆရာ ပြင်းအင်ကကြည့်ရတာ ဟုတ်တယ်ဆရာ တရုတ်လွင်နားမလဲဘူးဂျပန်လွင်နားမလဲဘူး အိန္ဒိယဖြစ်ပုံများတယ်ဆရာ ဟေးနော် ဟုတ်တယ်ဆရာ မွေးကြည့်ရတာ ဟုတ်တယ်ဆရာ အာဒီတက်မနီယောတတိပရိငန်နီအာတိပရိကန်နီ မဟုတ်တယ်ဘူးလို့ဟာဆရာဘာကြီးရှောက်ပြောနေရလဲဆရာရဲ့ ဟိုငါလေးတက်တော့မတော့လေးမှုတ်ကြည့်ရလေကွာမင်းရတယ်ညီမလေးကဘာလူမျိုးလဲဘာလူမျိုးလဲ ဘာလူမျိုးလဲညီမလေးကဘာလူမျိုးလဲ ဒီနားမှာကိုကြီးအိမ်လေးတိုက်ဆရာကိုကြီးဘေးနားရောက်ဘေးနားရှိလိမ့်မသိ မင်း ဘူး လည်းသားမတင်ဘူးမချပါနဲ့လား ရှာမ မောတော့ကွာ ဆရာအဆင်ပြေလားဆရာ အေးပြေးတော်သေးတော့အပြေးကောင်းလို့ကွာမဟုတ်အပါလေးကြတော့မှာ ဆရာတနာမျိုးဖြစ်တာလေ ဟိုအေးဘောမင်းငါ့ကိုပြောနေကွာ တော်သေးလားမပြေးပါမှာတော့ မလူနှစ်ယောက်အမလေးဟုတ်မ ကိုရီတို့ မလေးကိုကြီးမဟုတ်ပါဘူးမောင်ရင်တို့ရဲ့ဟုတ်ဒီနားမှာလေတိုက်ဆရာကိုကြီးရှိလားမသိဘူးရှင် ကိုဝေး ဟုတ် ဟဲ့ဆရာကိုဝေးရေ ငါလီတိုင်းစီ ဩဆရာမေ့သွားလို့ဒါကျွန်တော်ဆရာပါဗျာဒါကျွန်တော်ဆရာကိုဝေး ဟုတ်ပါမလားဒီဆရာကိုကြီးဆိုတာတကယ်ဟုတ်ပါလားဟုတ်ကျမသားလေးကိုကြားရဖြစ်သွားအောင်ဆရာကြီးဟောသူကဒီလိုနွေးနေတာ စီရိုမျိုးဖြစ်နေတာဟာ ဟာဆရာဘာဖြစ်နေရတော့ဆရာရဲ့ ဟုတ်ပြီဆရာကြီးသူဝေးတော့ပါကွယ်မဟုတ်ဘူးတော့ပါတော့ပါကွယ်ဒီမှာဆရာကြီးတော့မဟုတ်ဘူး မေလေနော် တင်ရမှာကွယ်တင်ရမှာမဟုတ်ဘူးတင်ရမှာဘယ်လိုလုပ်နေရလဲဟုတ်ရတော့ကျမသားလေးကိုလေဟိုလူမျိုးကတော့လူမျိုးနည်းနည်းလေးအဲ့လိုပုံစိတ်ကြပါ ဆရာလေအဲ့လိုမဟုတ်ဘူးလေဆရာကြီးဒီလိုကြားကြီးကိုဖြစ်ရှင်နေတာ ဟုတ်ကဲ့သိကြပါနော်အန်တီရဲ့တော့လုံးဝသိချလက်ချအနံ့နာခဲ့ ကြားကြီးနော်ကြားကြီးကျမသားလေးကလေဒီလိုမျိုးနွေးနေတာကျမကြားရကိုဖြစ်စီရှင်တာ ဟုတ်ကဲ့ပါဟုတ်ကဲ့ဟုတ်ကျေးဇူးပါနော်ဆရာဟုတ်ကဲ့ ကြွနော်ကြွ ဟုတ်ကဲ့ပါရှင်